ကဲဒါကတော့ PK စောပိုင်ရှင်ညီလေးနဲ့လာပြီးတွေ့တာပါညီလေးဆိုင်လည်းအားပေးတာ6ကြည့်လိုက်အောင်ဟုတ်ကဲ့တော့ပါPK စောတိုင်ရောက်နေတယ်ကိုလေးချုံပြလာတဲ့ဟိုစတာဟလာနဲ့လမ်းလျှောက်လာတော့ပဲဟုတ်တယ်ဒီကောင်မှောင်သွားတယ်โอเคပါကျေးဇူးပါပြေးပါလောက်တဲ့ဒီမှာပဲအေးချက်ကြည့်လိုက်ဒီတိုင်းမှာဒီမှာတစ်သေးဒီလိုက်တော့အေးဝင်းသက်စီမံကိန်းနော်ဘယ်လိုပြောမျိုးပြ urbanization ချက်ထွင်လာနေမြအဲ့ဒီဟာလေကိုကပေးရတဲ့သဘောပေါ့နော်အေးပေါ့အဲ့ဒါတော့ထိခိုက်ရတာပါနည်းနည်းများတော့ဦးမျိုးအားဝိုင်းလာဒီမှာလိုက်ဖို့တာညီလေးကဟိုဟာဆိုင်ကစပိန်ဆိုင်က PK ရလေမနေ့ကလမ်းလျှောက်ပြီးသူတို့စီရောက်သွားတာရောက်သွားတယ်လမ်းလျှောက်ရင်းနဲ့တည်းအခုကျွန်တော်တို့ဟိုဟာလေဂျင်မှာလက်ဖေးလည်းလိုက်တော့တယ်လက်ဖေးလည်းလိုက်တယ်ကော်ဖီပြီးတော့ရှင်နှုတ်ဆက်အောင်ဟုတ်ပေါ်တိုက်နှုတ်ဆက်လိုက်ပါဟုတ်ကဲ့လောကလည်းရောက်တယ်ဟုတ်လားဟုတ်ကဲ့တို့တော့ရောက်ပါကြဟုတ်ကဲ့ဒီမှာပေါ်နေလို့ဆိုင်တာနဲ့အဲ့နဲ့ကျွန်တော်ပြန်လိုက်ပို့ပေးမယ်လို့ဒီဘက်ကိုပြန်มาတယ်အဲ့နဲ့ရတယ်ညနေတော့တို့လိုက်ပို့လာတယ်ဟုတ်ဒီကျနေနေရဟုတ်သူတို့လိုက်ပို့တာသူတို့ဒီမှာစိုက်ဟိုဟာဘိုးစားမဖြစ်အောင်ထားရတာအကုန်လုံးအပေါ်မှာလေပေါ်မှာကောင်းတယ်ဒီမှာကောင်းတယ်ရတယ်လိုက်ကြည့်တယ်သူဟုတ်ကျေးဇူးတင်တယ်အားလုံးတော့ကျွန်တော်ကနည်းနည်းကောင်းတယ်ပို့ပြီးတော့တရက်နဲ့တရက်ပို့ပြီးတန်မာလာလို့ထင်တယ် stronger slowly